ဒါကငနတ်ဆိုပါမွန်ချက်လေးပေါ့ငရုတ်သီးစိမ့်နဲ့ကျက်တုံပြူနဲ့ထောင်းပြီးတော့ဘာလဲဒါမယမ်းပြားလေးပေါ့နော်မယမ်းပြားလေးထည့်မယ်ငနတ်ငရုတ်သီးစိမ့်နဲ့ကျက်တုံပြူနဲ့ခဏလှော်လိုက်မှာကျွန်တော်မှောင်ရဲအသားမှောင်ရဲနေလာပြီးသားနေရန်ကြီးလေးထည့်လိုက်အောင်နေရန်ကြီးလေးထည့်လိုက်မယ်လေးထည့်ပြီးတော့မွန်ကျက်လေးရပါပြီရှင်ဒီမှာစားကြပါဦးမစားကောင်းတယ်နော်ချက်စားကြည့်ပါ